အချို့ကပြောကြတယ်အမတ်တရားတွေဟာဘဝကိုအယောင်ချပေးတာတဲ့ပျော်ရွှင်စရာအသိကအချိန်လေးတွေကိုပြန်အမတ်ရပြီးပြောနိုင်တာဟာကောင်းတဲ့ခံစားချက်လို့လည်းဆိုကြတယ်ဟုတ်တာပေါ့အဲ့ဒီလိုခံစားရတဲ့သူတွေလည်းရှိမှာပါဒါပေမဲ့တကယ်ရောအမတ်တရားဆိုတာပြောစရာကြီးပဲလားကျမတို့တော့အမတ်တရားဆိုတာလွမ်းစရာတစ်ခုပဲဘလောက်ပဲလှပတဲ့အမတ်တရားဖြစ်ပါစေအသိမှကြံခဲ့ပြီးဆိုတဲ့အသီးကကျမကိုနာကျင်စီလို့ပါအဲ့ဒီအချိန်ကိုဘယ်တော့မှပြန်ရောက်နိုင်တော့မှမဟုတ်တယ်လို့အချို့တော့သူတွေနဲ့လည်းပြင်မဆောင်နိုင်တော့ဘူးလေတော်တော်များများကအသိကိုစုကင်ထားခြင်းကြတယ်ကျမအပါဝင်ပေါ့တကယ်တော့လေစုကင်ထားလေးပူပြီးတော့လွတ်မြောက်ခြင်းလေးပါပဲဘာလို့လဲဆိုတော့စုကင်ထားတဲ့အသိတွေကကျမတို့ကိုရှေ့ဆက်မသွားနိုင်အောင်ဖန်ဆင်းထားနေလို့ပါဒါပေမဲ့လည်းဒီလွမ်းစရာအမတ်တရားတွေဟာကျမတို့ဘဝရဲ့တစ်စိတ်တစ်ပိုင်းပါပဲသူတို့ကိုလက်ခံရင်နာကျင်မှုတွေကြားကနေပဲရှေ့ဆက်ရမယ်ဆိုတာကိုသိယူရတာပေါ့တကယ်တော့ကျမအတွက်အမတ်တရားဆိုတာလွမ်းစရာတစ်ခုပါ